အသေးအတန်ဖြစ်နေပါတယ်သူမဟာပိုင်ရှင်ကိုကယ်တင်ဖို့မြေကြီးတွေကိုညကနေမိုးလင်းတဲ့အထိအသေးအတန်ရက်ထုတ်ခဲ့ပါတယ်သူမရဲ့ခြေသေးတွေပါသွေးတွေတောင်ဆုံးထင်နေပါပြီဒါကိုမြင်တဲ့ခွေးပေါက်လေးတွေလည်းဝိုင်းကူကြပါတယ်ဒါတောင်မှပိတ်မိနေတဲ့ပိုင်ရှင်စီကိုမရောက်နိုင်ခဲ့ပါဘူးဒါပေမဲ့အဲ့ဒီအချိန်မှာပဲခွေးမကြီးဟာထူးခြားရဲ့အနံ့တစ်ခုကိုရလိုက်ပါတယ်သူမမွားလင်းချက်ထင်တွေ့သွားသလိုမျိုးအဲ့ဒီအနံ့ရှိရာဘက်ကိုအမြန်ပြေးသွားခဲ့ပါတယ်တကယ်ပဲမလန်းပကံမှာကယ်ဆယ်ရေးသမား2ယောက်ကိုတွေ့လိုက်ရပါတယ်ခွေးမကြီးကစကားမပြောနိုင်တဲ့အတွက်သူတို့ကိုကြည့်ပြီးအဆက်မပြတ်ဟောင်ပြပါတော့တယ်ပြီးတော့သူမရဲ့ပိုင်ရှင်ရှိရာဘက်ကိုပြေးသွားပြီးကယ်ဆယ်ရေးသမားတွေကလည်းနောက်ကနေအထက်ချက်မကွာလိုက်လာကြပါတယ်နောက်ဆုံးမှာတော့ကယ်ဆယ်ရေးသမားတွေဟာအဖြစ်အစည်းတွေကြားထဲမှာပိတ်မိနေတဲ့အဖိုးနဲ့မြေးမလေးကိုရှာတွေ့သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာကယ်ဆယ်ရေးရင်လည်းစောက်လာပါပြီဒါပေမဲ့အောက်ဘက်ကလေစီးကြောင်းကအញ្ញမငိမ့်မသက်ဖြစ်နေတာကြောင့်ရဟရင်ဟာလေထဲမှာပဲဝဲနေပြီးကယ်ဆယ်ရေးကျိုးကိုချပေးခဲ့ရပါတယ်သူတို့ဟာဒဏ်ရာရထားတဲ့အဖိုးကိုအရင်ဆုံးအပေါ်ကိုတင်ပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့မင်းကလင်းငယ်လေးဟာခွေးပေါက်လေးတွေကိုပါကယ်ပေးဖို့ကယ်ဆယ်ရေးသမားတွေကိုတောင်းပန်ခဲ့ပါတယ်ဒါပေမဲ့ရဟရင်ဘော်ကနေအဆက်မပြတ်အော်ဟစ်တန်တွေထွက်လာပါတယ်အဖိုးဖြစ်သူဟာသွေးတွေအများကြီးထွက်နေတာကြောင့်အများဆုံးဆေးရုံပို့ဖို့လိုအပ်နေတာကြောင့်မဟုတ်ခင်အသက်အန္တရာယ်ရှိနိုင်လို့ပါပဲဒါဟာခွေးလေးတွေကိုစွန့်ပစ်ခဲ့ရမယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲဒီလိုနဲ့မင်းကလင်းငယ်လေးဟာရင်ကွင်းမတက်ငိုယိုရင်ရဟရင်ဘော်ကိုပါသွားခဲ့ပါတော့တယ်မိမိရဲ့ပိုင်ရှင်ဟာတချီဖြူဝေးသွားလာကိုကြည့်ပြီးခွေးမကြီးဟာအဆက်မပြတ်ဟောင်းနေခဲ့ပါတယ်ရဟရင်ပြုံတန်းသွားပြီးနောက်မှာတော့ပိုင်ရှင်ဟာသူမကိုစွန့်ပစ်သွားခဲ့တယ်ဆိုတာကိုသူမမယုံကြည်နိုင်သေးပါဘူးဒါကြောင့်သူမဟာရဟရင်နောက်ကိုအစွမ်းကုန်လိုက်ပြေးခဲ့ပါသေးတယ်ဒါပေမဲ့ဘလောက်ပဲစူးစမ်းရဟရင်ကိုမမိခဲ့ပါဘူးနောက်ဆုံးမှာတော့ရဟရင်ပျောက်ကွယ်သွားတာကိုကြည့်ပြီးတဏှာတဲပါပဲငေးချောင်ပြီးကျန်ရစ်သွားခဲ့ပါတော့တယ်ခွေးမကြီးဟာရဟန်းကိုစိတ်ထက်ကြနေပြီမဲ့ပိုင်ရှင်ကသူမတွေကိုပြန်လာခေါ်မယ်ဆိုလို့အခိုင်အမာယုံကြည်နေစေပါတယ်ဒါကြောင့်ခွေးပေါက်လေးတွေနဲ့အတူအိမ်အောင်ကြီးရှေ့မှာတိတ်တိတ်စောင့်နေခဲ့ပါတယ်ဒါပေမဲ့ဒီအပြက်စီးပုံကြီးရတဲ့မှာသူတို့ဟာအစားအစာနဲ့နွမ်းထွေးမှုပြဿနာကိုဖြေရှင်းယုံတင်မဟုတ်ပါဘူးမကြာခဏလှူရှားနေတဲ့နောက်ဆက်တွဲငလျင်အန်ဒီယေကိုလည်းရင်ဟိုင်နေရပါတယ်ခွေးပေါက်လေးတွေဟာဆာလောင်လုံးလို့တစ်သွန်းချောင်းတွေကိုကိုက်နေကြတာကိုမြင်တော့မိခင်ခွေးမကြီးဟာအပြက်စီးပုံတွေကြားထဲမှာကန်ဆန်းပြီးအစာရှာရပါတော့တယ်ကံကောင်းထောက်ပါစွာနဲ့တူမဟာခွေးစာတဝက်ထားတဲ့အိတ်တစ်ခုကိုရှာတွေ့ပါတယ်ဒါပေမဲ့မပျော်ရွှင်ခင်မှာပဲတူမဟာအန်ဒီယေတစ်ခုကိုတတိပြုသွားပါတယ်တူမကလေးလေးတွေကိုကြီးကောင်အကုတ်တွေလာရောက်နှောက်ယှက်နေတာကြောင့်ပါအမေတယောက်ဟာတူမဟာချက်ချင်းပြေးသွားပြီးခုန်ခံရပါတယ်ဒါပေမဲ့ခုန်ခံရင်းနဲ့တူမရဲ့မျက်နှာမှာကြီးကောင်ရကုတ်ချဲခြင်းကိုခံလိုက်ရပြီးသွေးထွက်သွားပါတယ်ဒါကြောင့်ပဲမိသားထင်ခင်းကြောင့်တူမဟာလုံးဝနောက်မဆုတ်ခဲ့ပါဘူးနောက်ဆုံးမှကြီးကောင်တွေမောင်းထုတ်ခြင်းခံလိုက်ရပါတယ်ကလေးတွေပိုက်ပြအောင်လို့စားလောင်နေတဲ့မိခင်ခွေးမကြီးဟာရသမျှခွေးစာတွေကိုကလေးတွေကိုပဲအကုန်ကျွေးလိုက်ပါလို့လေဒါပေမဲ့ဒီခွေးစာလေးကကြီးထွားနေတဲ့ခွေးပေါက်လေးတွေအတွက်ဘယ်လို့မှမလုံလောက်ပါဘူးပိုဆိုးတာကအဲ့ဒီညမှာမိုးသီးတန်းနေတာကြောင့်ပါနေစရာမရှိတာကြောင့်သူတို့ဟာအပြက်စီးတွေအောက်မှာပုံမိအောင်ပြီးအေးတန်ကြောင့်တုံရင်နေကြတာပါလေမိခင်ခွေးမကြီးဟာပိုင်ရှင်ကသူတို့ကိုလာရှာဖို့စောင့်နေလို့မဖြစ်တော့ဘူးဆိုတာကိုသဘောပေါက်သွားပါပြီဒါကြောင့်သူမကိုယ်တိုင်ပဲပိုင်ရှင်ကိုသွားရှာဖို့ဆုံးဖြတ်ချက်ချလိုက်တာတော့လေမိခင်ခွေးမကြီးဟာသူမပေးထားတဲ့ကစားသွားဘောလုံးလေးကိုကိုက်ချီပြီးကလေးတွေနဲ့သူခရီးထွက်လာခဲ့ပါတယ်ဒါပေမဲ့ပိုင်ရှင်ကိုရှာဖွေမဲ့ဒီခရီးလမ်းဟာသူမထင်ထားတဲ့ထက်ပိုပြီးခက်ခဲကျန်းတဲ့နာကိုအသေးကြပါပဲ